လက်ထက်မှာဆိုင်ကယ်စီးနေတဲ့ဗီဒီယိုလေးတစ်ခုကိုတင်ပြီးရဲ့နောက်ပိုင်းမှာအားလုံးကလာမေးကြတယ်ပေါ့နော်လက်ထက်ကိုဘယ်သူနဲ့သွားရလဲဘယ်လောက်ကုန်လဲ travel agency နဲ့သွားရလားဒါမှမဟုတ်လို့ရှရင်ကိုယ့်ဘာသာကိုသွားရလားဒီလိုမေးခွန်းမျိုးတွေအများကြီးကိုမဖြေခင်မှာတင်စားပါကြောက်လက်ထက်ကိုသွားလေကိုရွေးချယ်ဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်အိန္ဒိယနိုင်ငံဆိုတာကတော့ဒါအားလုံးသိပြီးသားလည်းဖြစ်မှာပေါ့နော်နေပူတဲ့လူကြီးကလည်းအရန်ကိုထူထပ်တယ်တခြားသောအကြောင်းအရာလေးတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့တင်စားအတိညီမလေးကတင်စားကိုလက်တက်ဆိုတဲ့နေရာလေးတစ်ခုကိုပြောပြတဲ့အချိန်မှာတင်စားလိုက်ရှာရပေါ့နော်လက်တက်ဆိုတာဘယ်နေရာလဲဘယ်မှာရှိရလဲဒီလိုမျိုးရှာလိုက်တဲ့အချိန်မှာအိန္ဒိယနိုင်ငံရဲ့မြောက်ပိုင်းမှာရှိနေတဲ့လက်တက်ကအရန်ကိုလှတာကိုရှာတွေ့ခဲ့တယ်ပေါ့နော်ဘယ်လိုသိရလဲဆိုလို့ရှိရင် reels လေးနှစ်ခုကနေစသိရပါပထမဦးဆုံး reels ကကြတော့နှိမ့်နေဖုန်းနေတဲ့ Tibet ဖုန်းကြောင်တစ်ချောင်းရေနောက်တစ်ခုကတော့တောင်ကြားထဲမှာဆိုင်ကယ်အတန်းလိုက်ကြီးစီးနေတဲ့ video နှစ်ခုပေါ့နော်ဒီဗီဒီယိုနှစ်ခုကိုတွေ့ပြီးရဲ့နောက်ပိုင်းမှာတော့အိန္ဒိယမြောက်ပိုင်းရဲ့အလှကိုကိုယ်တိုင်လည်းမြင်ဘူးချင်ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပဲတင်စားလက်တက်ကိုတွားလေဖြစ်ခဲ့ပါတယ်